ဗြိတိန်နိုင်ငံမှာလူကြိုက်များပြီးကမ္ဘာဈေးအကြီးဆုံးကိတ်မုံတွေတွေကတစ်ခုဖြစ်တဲ့ဒီမုံကိုကိုရီးယားလူမျိုးတွေပြုလုပ်ပုံကတော့အမေရိကန်တွေတော့အံ့ဩချီးကျူးရလောက်အောင်အထင်ကြီးစရာကောင်းလာပါတယ်ပထမဦးဆုံးအနေနဲ့အလုတ်သမားတွေဟာလက်လက်ဆက်ဆက်စုပ်ကူးထားတဲ့မမုံသွေးတွေကိုစီးကြောတဲ့ကန်ထဲမှာထည့်ပါတယ်မမုံသွေးမျက်နှာပြင်ပေါ်ကဖုံမုံလေးတွေကိုစင်ကြယ်သွားအောင်တေချာစီးကြောပြီးနောက်စင်ဒီတုံးပေါ်မှာအတုံးသေးသေးလေးတွေတုံးပြီးတတုစလုံးထဲမှာတင်စီထားပါတယ်အဲဒီနောက်တကြားပမာဏအတန်အသင့်ကိုစလုံးထဲထည့်ပြီးတေချာနှံ့အောင်နှဲပေးပါတယ်မမွန်တီအတုံးလေးတွေကိုအချင်းဖောက်ဖို့အတွက်တိတ်ဆအိတ်တွေထဲမှာထည့်ပါတယ်ဆက်လက်ပြီးအလုတ်သမားတွေကမြေအိုးကိုအဝတ်စုံနဲ့တန့်ရှင်းအောင်တုပ်ကြပါတယ်အဲဒီနောက်အိုးရဲ့အတွင်းအပြင်ကိုပိုးတက်ဖို့နဲ့6တွေ့စေဖို့မြေခိုးထိုင်ကိုအသုံးပြုပါတယ်မမွန်တီအိတ်တွေကိုအိုးထဲထည့်ပြီးအချင်းဖောက်တာမြန်ဆန်စေဖို့အတွက်အင်ဆိုင်ရေကိုထည့်သွင်းကအိုးကိုလုံအောင်ပိတ်ထားလိုက်ပါတယ်၃ပတ်ကြာအချင်းဖောက်ပြီးတဲ့အခါမှာတော့အညိုရောင်ရည်ကြီးလေးတွေကိုရရှိလာပါတယ်ကိမုံဖုတ်တဲ့လုပ်ငန်းစဉ်ကိုစတင်ဖို့အတွက်အလုပ်သမားတွေကစံမုတ်တွေကိုဆက်ထဲထည့်စားမမုံရည်နဲ့ထောပတ်တို့ကိုအစင်လိုက်ထည့်ပြီးဆက်ကိုလဲပတ်ကရောင်းမှွေပါတယ်ရလာတဲ့မုံနုကိုအပြင်ထုတ်ထောပတ်စကပေါ်ပေါ်တင်ပြီးလှိမ့်တဲ့ဆက်နဲ့အပြားချအောင်လုပ်ပါတယ်ပြီးရင်တော့ပေတန်ကိုအသုံးပြုပြီးမုံနုတွေကိုအရွယ်စားတူညီတဲ့အပိုင်းလေးတွေချစ်အောင်ဖြတ်တော့ပါတယ်အထက်ကအစာသွတ်ဖို့အတွက်ပဲလီတွေကိုဆေးကြောပြီးအိုးထဲမှာတစ်ချံပိုးရွက်ဂျင်းတို့နဲ့အတူနှစ်နာရီကြာအောင်ချက်ပြုတ်ပါတယ်ပဲတွေနူးသွားပြီဆိုရင်တော့ပြန်ထုတ်ပြီးခြေလိုက်ပါတယ်ပြီးနောက်တကြားနာမမွန်ရီကိုထပ်ထည့်ပြီးပြန်အပူပေးပါတယ်မိဘိုးထဲမှာกินထားတဲ့တကြားသီးတွေကိုထုတ်ယူပြီးပဲနီနစ်နဲ့ရောမွေကအစာသွတ်ဖို့ပြင်ဆင်ပါတယ်အဲ့ဒီပဲနီနစ်တွေကိုအလုံးလေးတွေလုံးပြီးအလဲမှာပစ္စတာချီကိုအစစ်စီထည့်ပါတယ်နောက်ဆုံးမှာတော့အလုပ်သမားတွေကမုံနစ်နဲ့အစာသွတ်ကိုပေါင်းဆက်ပြီးဒီထူးခြားတဲ့ကိတ်မုံလေးကိုပုံဖော်ပါတယ်မုံပုံဖော်ဖို့အတွက်အပေါ်ကနေ no cream အလွှာလေးကိုထပ်ထည့်ပြီးနောက်မိဘိုးထဲမှာ220 degree centigrade နဲ့ဖုတ်ပါတယ်10မိနစ်အကြာမှာတော့ကိတ်မုံတွေကိုအပြင်ထုတ်ပြီးထုတ်ပိုးမှုပြုလုပ်ပါတယ်အမေရိကန်ဒေါ်လာ30တန်းနဲ့ဒီမုံကိုတင်နီးဆိုင်ကြည့်ခြင်းပါမလား